အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောကြားပေးမယ့်အကြောင်းအရာကတော့ထရန့်ဖြစ်တိုင်းဝယ်သုံးနေရင်မင်းမျက်နှာပျက်စီးနိုင်တယ်။ online မှာဝယ်သုံးတဲ့သူတွေများတိုင်းကောင်းမယ်လို့ထင်နေလားအဲ့လိုတွေးပြီးဝယ်သုံးတဲ့သူတွေတော်တော်များများမှားနေကြတယ်။ဒီစီရန်ကကောင်းတယ်ဒီခရင်ကကောင်းတယ်ဆိုပြီးလူတိုင်းပြောနေတော့ကိုယ်လည်းလိုက်သုံးရမယ်လို့တွေးမိတာတပါဝပါပဲ။ skin care ဆိုတာထရန့်နောက်လိုက်ရမယ့်အရာမဟုတ်ဘူး။သူတယောက်နဲ့တယောက်ရဲ့အသားရည်ကလည်းမတူညီဘူး။သူနဲ့ကိုက်ညီတဲ့ product ကမိတ်ဆွေနဲ့ကိုက်ညီခြင်းမှကိုက်ညီလိမ့်မယ်။ skin barrier ဆိုတာအိမ်နေရန်လိုပဲနံရံကောင်းရင်အပြင်ကအရာတွေမဝင်နိုင်ဘူး။ barrier ပြတ်ရင်တော့နီတာဆက်တာဝက်ချံထွက်တာတွေစလာလိမ့်မယ်။တချို့လူတွေကထရန့်ဖြစ်နေတဲ့ active ingredient တွေကိုရောသုံးတတ်ကြတယ်။ AHA, BHA, retinol အဲ့လိုအစင်မပြေပဲသုံးမိရင်မျက်နှာဆက်တာနီတာဝက်ချံပိုထွက်လွယ်တာတွေဖြစ်နိုင်တယ်။ဒါကြောင့် skin care ကိုရိုးရှင်းအောင်ထားပြီးကိုယ့် skin type ကိုသိအောင်လုပ်ပါ။ပြီးရင် cleanser, moisturizer, sun cream ဒီသုံးမျိုးကိုအရင်သေချာတည်ဆောက်ထရန့်နောက်မလိုက်ခင်ကိုယ့်အသားရည်ကိုအရင်နားလေပါမိတ်ဆွေတို့မှာဝယ်ထားပြီးမသုံးရတော့တဲ့ skin care ရှိရင် comment မှာ name ပဲရေးခဲ့